Tend to do paragraph လေးတစ်ခုလေးလာကြည့်ရအောင်။ကျွန်တော်ခုလေးလာမယ့် paragraph ကတော့ the benefits of apple ဖြစ်ပါတယ်။ဒါဆိုရင်ပန်းသီးရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးလေးတွေကိုကျွန်တော်ရေးသွားမှာဖြစ်တယ်။တကယ်တော့ဒီ video file လေးက part 2ဖြစ်ပြီးတော့အရှိမဒါနဲ့ပတ်သက်ပြီးတော့ sentence structure ဘယ်လိုတိစောက်ရမလဲဆိုတာကိုလေ့လာခဲ့တဲ့အပိုင်းလေးရှိတယ်။အဲ့ဒါလေးကိုကြိုကြည့်လာမယ်ဆိုရင်တော့ဒါလေးကပို့ပြီးတော့လွယ်ကူသွားမှာဖြစ်တယ်ရှင်။ဆိုတော့တခြားဒီအကြောင်းရေးတဲ့အခါမှာတခြားပြောပြတာကြီးကိုမှတ်တယ်ကြက်တယ်ပြီးတော့ဒါကြီးနဲ့တူအောင်လိုက်ရေးတယ်။အဲ့လိုမျိုးထက်စာရင်တခြားလေ့လာစေချင်တာဖြစ်ပါတယ်ဘယ်လိုပုံစံမျိုးလေး paragraph ကိုဖွဲ့စည်းထားတယ် sentence structure ဘာတွေသုံးသွားတယ်ဘယ်လို breakup လေးတွေသုံးရင်ဘယ်လိုအဓိပ္ပာယ်ရတယ်ဒါကိုတစ်ချက်ရှင်းပြတယ်အဲ့ဒါလေးကိုလေ့လာစေချင်တယ်လေ့လာပြီးသွားရင်ကိုရေးချင်တဲ့တခြားအကြောင်းပြအရာလေးတွေကိုပွားယူစေချင်တာဖြစ်ပါတယ်နော်ဥပမာအခုဆိုရင်ဒါကျတို့ပန်းသီးနဲ့ပတ်သက်တဲ့ကောင်းကျိုးလေးတွေပန်းသီးစားတဲ့အခါမှာပန်းသီးကနေရနိုင်တဲ့အကျိုးကျေးဇူးလေးတွေကိုကျတို့ရေးကြမယ်ဆိုရင်တခြားလဲ for example ဥပမာ online class တွေရဲ့ကောင်းကျိုးကိုရေးကြမယ်အင်္ဂလိပ်စာသင်ယူလေ့လာတဲ့အခါမှာရနိုင်တဲ့ကောင်းကျိုးတွေရေးကြမယ် technology ရဲ့ကောင်းကျိုးတွေရေးကြမယ်ဒါမျိုးတွေကိုလည်းဒီချက်တို့ကပွားယူပြီးတော့ရေးတတ်အောင်လေ့ကျင့်ရမှာဖြစ်တယ်ရှင်เนาะဒါကြီးကိုကြက်ပြီးတော့ဒီတပုတ်ကိုရေးတတ်တော့အဲ့လိုပုံစံမျိုးမဟုတ်စေရဘူးเนาะ Most popular and health benefits around the world, and they offer many important health benefits. First of all, apples are an excellent source of dietary fiber, which helps improve digestion and keeps the stomach feeling full, making them a great snack for people trying to manage their weight. In addition, apples contain natural plant compounds called flavonoids, which are known to support heart health by reducing blood pressure and lowering the risk of certain diseases. Finally, eating apples regularly may help lower the risk of developing type 2 diabetes and some types of cancer. Because they are low in calories but high in nutrients, apples are a perfect choice for a healthy diet. Whether eaten raw, sliced into a salad, or used in cooking, apples are a tasty and smart choice that benefits the whole body. Alright dear ကဲဒါဆိုဒီချက်ဒီမှာအပိုင်းလေးတွေကိုဒါမတူညီတဲ့ color လေးခုသုံးထားတယ်ပေါ့နော်ပထမတစ်ချက်သုံးထားတဲ့အယောင်လေးက black ကကြတော့တချို့တို့ဒါ topic sentence မလို့ဒီ paragraph ကိုဥဆောင်ထားတဲ့ဝက်ကြ topic sentence မလို့ဒီဝက်ကြမှာဆိုရင်ဘာမှထူးထူးခြားခြား information မပါသေးဘူးတချို့တို့ပန်းသီးက popular ဖြစ်တယ်ကျန်းမာတဲ့အသီးတွေကတစ်ခုဖြစ်တယ်ပြီးတော့ပန်းသီးမှာကျန်းမာရေးကောင်းကျိုးတွေအများကြီးရှိတယ်ဆိုတဲ့ intro ကိုပဲပေးထားတာဖြစ်တယ်ဒါဆိုဒါတစ်ချက်ရဲ့ introduction sentence ကိုပြောလို့ရတာပေါ့နော်ပြီးတော့ရင်အောက်ဆုံးကိုကြော်ကြည့်လိုက်ပါအောက်ဆုံးမှာလည်းအဲ့လိုပဲဘာမှ information အသစ်ထပ်မပေးတော့ဘူးဒီဟာကိုပဲပြန်ကောက်ပြီးတော့ပန်းသီးကဘလို့ပဲစားတချို့တို့ကျမကြီးနဲ့ညီညွတ်တဲ့ဒါခန္ဓာကိုယ်အတွက်အကျိုးရှိတဲ့ရွေးချယ်မှုတစ်ခုဖြစ်မယ်ဆိုတဲ့အရာမျိုးကိုပဲပြန်ရေးတယ်ဒီမှာဆိုရင်တချို့တို့ဒီမှာသုံးသွားတဲ့ topic sentence ရဲ့ဒီအောက်ဆုံးမှာရေးသွားတဲ့ concluding sentence ရဲ့ဒီတူညီတဲ့ information လေးတွေပါဝင်တယ်တူညီတဲ့ information ကနှစ်ကြောင်းလုံးဒီပန်းသီးနဲ့ပတ်သက်တဲ့အကြောင်းတွေပဲဖြစ်တယ်နှစ်ကြောင်းလုံးဒီပန်းသီးကိုရွေးချယ်စားသင့်တယ်ဆိုတာရဲ့ကျမရေးကောင်းကျိုးတွေရှိတယ်ဆိုတဲ့အကြောင်းပဲဖြစ်တယ်ရှင်ကဲဒါကိုမှတခြား introduction sentence topic sentence မှာပန်းသီးမှာကောင်းကျိုးတွေအများကြီးရှိတယ်လို့ပြောပြီးတဲ့အခါမှာကောင်းကျိုး၃ခုကိုရေးသွားမှာဖြစ်တယ်အဲ့အတွက်ကြောင့်လည်းတခြားပထမ video file လေးတုန်းကဒါနဲ့ပတ်သက်တဲ့ benefits 3ကိုစဉ်းစားခိုင်းတာပေါ့နော် so first of all ဒါဆိုဒီချက်ပထမဆုံးအကြောင်းပြချက်ကိုဖော်ပြမယ်ဆိုတာကိုဒီချက်စာကိုဖတ်မယ် reader ဒီချက်စာကိုစစ်မယ် examiners ကိုသိစေချင်လို့ဒီချက်ဒါလေးနဲ့ intro ဝင်လိုက်တယ်ရှင့် first of all ပထမဦးစွာပန်းသီးက fiber ဓာတ်တွေများစွာပါဝင်တဲ့အတွက်ကြောင့် bike ကိုဝါစီပြီးတော့ဒါခန္ဓာကိုယ်အလေးချိန် weight ကိုထိန်းချင်တဲ့သူတွေအတွက်လည်းတင့်တော်တယ်။ဒါဒီချက်ရဲ့ပထမဆုံးပန်းသီးရဲ့ကောင်းကျိုးဒါလေးကိုဒီချက်ရေးသွားတယ်ရှင့်ဒီ sentence structure လေးကိုလည်းဒီချက်ပထမ video file part 1ထဲမှာရှင်းပြခဲ့တယ်နော်ဒါမျိုးလေးနဲ့သူ့မှာဘာတွေပါဝင်တယ်အဲ့ဒီပါဝင်တဲ့အရာတွေကရောဘယ်အရာကိုသွားအထောက်အကူပြုတယ်ဆိုတဲ့ပုံစံမျိုးရေးသွားတယ်ဒီ sentence structure လေးဒီနော်ဒီမှာဆိုရင်တချို့တို့ပထမဆုံးအကြောင်းအရာကိုဖော်ပြတဲ့ sentence structure လေးဒီကြည့်ရရွှေ့ရှင်ရင်တချို့တို့ဒီမှာနောက်ထပ် clause လေး dependent clause ရော independent clause ရောပါဝင်တဲ့အတွက်ကြောင့်ဒီ sentence structure လေးဒီဒါ complex sentence လေးဖြစ်တယ်ပြီးသွားပြီဆိုရင်ဒီချက်ပထမအကြောင်းပြချက်ရေးပြီးသွားပြီပထမအကြောင်းပြချက်ကတော့တချို့တို့ဒီdietary fibers တွေပါတဲ့အတွက်ကြောင့် bike ကိုဝစေတယ်အစာကြေညက်တဲ့အတွက်ကြောင့်ကျန်းမာရေးနဲ့ညီညွတ်ပြီးတော့ဒါ weight train ကျင်တဲ့သူတွေအတွက်အသင့်တော်တယ်နောက်ထပ်အကြောင်းပြချက်နှစ်ကိုတစ်ချက်ရေးကျင်တဲ့အခါမှာဒီတိုင်းတန်းပြီးတော့ရေးလိုက်တာမဟုတ်ဘဲနဲ့ဒါကိုဆက်ပေးထားတဲ့စကားလုံးလေးဖြစ်တဲ့ in additions ဒါလေးကိုဖတ်ခြင်းအပြင်ဒါဆိုစာဖတ်တဲ့သူကလွယ်လွယ်ကူကူလေးသဘောပေါက်သွားတယ်ဒါဆိုအကြောင်းပြချက်တစ်ကပြီးသွားပြီနှစ်စီရောက်ပြီဆိုတာကိုသူသိသွားတယ်သူအဲ့လိုသိစေဖို့အတွက်လေတစ်ချက်ကဒီ in addition ဆိုတဲ့စကားလုံးလေးနဲ့ဒါ comma လေးကုတ်ပြီးတော့ရှေ့ကနေခံရေးပေးလိုက်တယ်ဆိုတော့နောက်ထပ်တစ်မျိုးသူ
မှာပါဝင်တာ flavonoid ဆိုတဲ့ compound သဘောတရားတွေပါဝင်တဲ့အတွက်ကြောင့်မလို့အဲ့ဒါကဘာလဲမရှင်းတဲ့သူလေးတွေတကယ်လို့မသိသေးတဲ့သူလေးတွေသိသွားအောင်လို့ဒါဆို which ဆိုတဲ့နာလေးနဲ့နောက်မှာ adjective clause လေးနဲ့ဒါကိုဆက်ပြီးတော့ရှင်းပြပြီးတော့ဝါကြကိုဆက်ရေးသွားလိုက်တယ်ရှင့်ဒါကတော့ကျမရေးအတွက်အထူးသဖြင့်နှလုံးကျမရေးအတွက်ကောင်းစေတဲ့အရာဒါမျိုးလေးနဲ့တချို့တို့ဒါကိုယ့်ရဲ့ benefits 2ကိုဆက်ပြီးရေးသွားလိုက်တယ်နောက်ဆုံးအကြောင်းပြချက်ရေးကန်နေကြရင်เนาะဒါ finally နောက်ဆုံးတော့နောက်ဆုံးတော့ဆိုပြီးတော့တချို့တို့နောက်ဆုံးကိုရေးချင်တဲ့အကြောင်းပြချက်ကလေးကိုရေးသွားတယ်ကဲဒါဆိုတချို့ paragraph ရဲ့ organization လေးကိုလေ့လာကြည့်ရအောင်ပထမဆုံး topic sentence လေးနဲ့စတယ် topic sentence မှာ information အသစ်တွေများများဆဆတွေမပါသေးဘူးပန်းသီးမှာကောင်းကျိုးတွေရှိတယ်အရေးကြီးတဲ့ကျန်းမာရေးကောင်းကျိုးတွေရှိတယ်ဆိုတာပဲပါသေးတယ်အဲ့ဒါကိုမှတချို့အကြောင်းပြချက်ကို3ခုရေးသွားမှာဖြစ်တယ်အဲ့အတွက်ကြောင့်မလို့အကြောင်းပြချက်1ကိုရေးကန်ဒီမှာတချို့ first of အဲ့ဒါလေးနဲ့ဒါပန်းသီးနဲ့ပတ်သက်တဲ့ပထမတချို့ရေးချင်တဲ့အကြောင်းပြချက်1ကိုရေးသွားတယ်ဒီမှာဆိုတချို့ရဲ့ paragraph အရာဆိုလို့ရှိရင်เนาะပန်းသီးမှာ dietary fibers တွေပါတယ်ဆိုတာရဲ့အဲ့ဒီ fibers တွေကဘာကိုအကျိုးပြုတယ်ဘယ်သူတွေအတွက်သင့်တော်တယ်ဆိုတာကိုတချို့ရေးလိုက်တယ်အပြင်ဒုတိယမြောက် second benefits ရေးကန်ဒီမှာအရှိမ in addition ဒါလေးနဲ့ခံပြီးတော့သုံးသွားပေးတယ်ဒီမှာလေးတစ်ချက်နောက်ထပ်ပန်းသီးမှာပါတယ်နောက်ထပ်ဒါ plant compound တစ်ခုကိုဖော်ပြတယ်ပြီးရင်အဲ့ဒီ compounds ကလည်းဘာကိုသွားပြီးတော့အထောက်အပံ့ပေးတယ်ဆိုတာမျိုးရေးလိုက်တယ်ရှင်ကဲပြီးတော့ရင်တစ်ချက်တို့ finally နောက်ဆုံး3ချက်ရောက်ခံဒီတစ်ချက်ကလည်း3ချက်ပဲရေးမှာအောင်เนาะအဲ့အတွက်ကြောင့် finally နဲ့သုံးလိုက်တယ်finally ရောက်လို့ရှိရင်လည်းတစ်ချက်တို့ပန်းသီးတီဒါdiabetes အမျိုးအစား2ကိုတချို့တို့ short ချပေးနိုင်တယ်။ဘာဖြစ်လို့ short ချပေးနိုင်လဲဆိုတော့သူ့မှာပါဝင်တဲ့ calories နည်းပြီးတော့သူက nutrients များတဲ့အတွက်ကြောင့်မလို့ဖြစ်တယ်။ဒါမျိုးအစားရှိသဖြင့်တချို့တို့ဒီအကြောင်းအရာလေးကိုဖော်ပြသွားတယ်ရှင့်။ကဲဒါဆိုရင် benefits 3ခုပါတယ်။ topic sentence ပါတယ် concluding sentence ပါတယ်။ဒါဒီတစ်ချက်ရဲ့ paragraph ရဲ့ဒါ structure လေးကအဲ့လိုပုံစံမျိုးလေးသွားထားတယ်ရှင်။ကဲဒါဆို sentence structure လေးကိုလေ့လာပါတချို့ခုတိဆောက်တဲ့ paragraph ပုံစံလေးကိုလည်းသုံးသပ်ပါပြီးရင်ကိုလည်းဒါပန်းသီးမဟုတ်ရင်လည်းတခြားအသီးအနှံနဲ့ပတ်သက်တဲ့ပုံစံမျိုးလေးကိုဒီလို structure လေးကိုနမူနာယူပြီးတော့စူးစမ်းပြီးရေးကြည့်ပါနောက်အသီးအနှံနဲ့ပတ်သက်ပြီးရေးပြီးသွားပြီဆိုရင်လည်းနောက်ထပ် technology တို့နောက်ထပ်အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ benefits တွေရေးပြီးသွားပြီဆိုလို့ရှိရင်လည်းသူ့ရဲ့ဆိုးကျိုးဒါမျိုးရေးမယ်ဆိုရင်လည်းဒီ structure လေးကိုယူပြီးတော့အခုလို paragraph လေး expository writing လေးနဲ့စူးစမ်းပြီးရေးကြည့်လို့ရပါတယ်နော်